အားလုံးပဲမင်္ဂလာပါဒီနေ့တော့တည်င်းထိုးလေးတစ်ခုနဲ့လာပြောချင်ပါတယ်ဘာတည်င်းထိုးလဲဆိုရင်တော့ UNQ နဲ့နံပါတ်1ပွဲကတော့ပြောင်းပြန်ဖြစ်သွားတယ်တကယ်တော့နံပါတ်1ကထိုးတာတော်တော်လေးကိုထိချက်များတယ်ဒါပေမဲ့တန်ရပဲလို့ဆုံးဖြတ်လည်းမသိဘူး UNQ ကိုအနိုင်ပေးလိုက်တယ်အဲ့ဒါလေးကိုကျွန်တော်ကမစင်းလင်းတာဘာပဲလိုမျိုးမစင်းလင်းလဲဆိုရင်တော့ UNQ ထိုးတာ10လုံးဆိုရင်အများဆုံး9လုံးလောက်ပဲထိတယ်ကွင်းထဲမှာကြည့်ရင် TV ထဲကကြည့်ရင်ပို့ပြီးတော့ TV ထဲကကြည့်ရတာပို့ပြီးရတာစိတ်တယ်ဘယ်လိုမျိုးရတာစိတ်တယ် TV ကနေကြည့်တာထိချက်ဘယ်လောက်စိတ်တယ်ဘယ်လိုမျိုးထိတယ်ဘယ်လိုမျိုးနောက်တောင်ကြလဲအကုန်လုံးသိတယ်ကွင်းထဲမှာတော့သိပြီးတော့မမြင်ရဘူးဒီပွဲမှာတော့ဘက်လိုက်တယ်လို့ကျွန်တော်ကယူဆတယ်ဘာဖြစ်လဲဆိုရင်တော့ဝမ်းကကိုတိတ်ထားပြီးသားဒီလိုပုံစံကခဏမြင်ရတယ်တကယ်ချင်းတို့မှတ်မိလားဟိုကြော်ကြီးနဲ့စမီးတန်တို့နဲ့ပွဲမှာလေအဲ့လိုပဲဒီပွဲလည်းအဲ့လိုပဲဟိုပွဲမှာလည်းစီတတဲ့ရကတိညီလေးနဲ့နပ်ပြီးညီလေးနဲ့လေဒီပွဲမှာလည်းကိုကျွန်တော်အမြင်ဆိုရင်နပ်ပြီးရဲ့ညီနိုင်တာပေါ့ဒီပွဲမှာတော်တော်လေးကိုသိတာလာကိုက TP ကနေကြည့်တာကိုသိတာပေါ့ဘယ်သူထိတယ်ဘယ်သူမထိလဲဆိုဘာဖြစ်ရကတိညီလေးအနိုင်ပေးလိုက်တာလဲကိုလည်းအဲ့ဒါမနာလဲဘူးဒီပွဲမှာတော့နံပါတ်တော်တော်လေးသိတာလာဘာသိတာလာလဲဆိုရင်တော့သူရဲ့လက်သီးပါဝါအရင်လိုပြန်မရဘူးအရင်ကသူ့လက်သီးပါဝါတော်တော်လေးကိုပြင်းနေတော့တစ်ချက်ထိရင်မောင်းပြီးအဖိုက်တာနောက်ဦးတော်သူဖြုတ်ပြခဲ့ဘူးတယ်တော်တော်လေးကျန်းတယ်နောက်ဦးတော်ခံမနိုင်နံပါတ်1ရဲ့လက်သီးကလေနောက်ဦးတော်ခံမနိုင်တကယ်ပြောတာဒီပွဲမှာတော့ဘာမှလည်းမဟုတ်နံပါတ်1ရဲ့သူ့ရဲ့ထူးခြားမှုတစ်ခုရှိတယ်ဘာကြီးလဲဆိုရင်တော့သူ့ရဲ့ပေါင်စင်စကီကတော်တော်လေးကိုထိရောက်တယ်သူ့ရဲ့ပေါင်စင်စကီကဘယ်လောက်ကောင်းလဲဆိုရင်3ချက်ထိုးရင်တစ်ချက်လောက်ပဲလို့မယ်ကျန်တဲ့ကအကုန်ထိတယ်သူ့ရဲ့မျက်ခုံးကွဲသွားတာပါနဲ့လဲဆိုရင် UNQ တတောင်နဲ့ထိပါတာနံပါတ်1က1နဲ့ဘယ်လောက်ဝေးကွာပါလဲဆိုရင်တနည်းလောက်ရှိတယ်တနည်းမှာအခုပဲပွဲကပြင်လာစာလို့ရေးစားကနေလောက်တာပွဲဦးထဲလို့ပြောရမှာပေါ့နော်သူ့ရဲ့လက်ရည်ကအရင်လိုမရသေးဒါမဲ့ပွဲ1နဲ့ဝေးသွားတာတော့တနည်းဒီလောက်လက်ရည်နဲ့ဆိုရင်တော့ကျွန်တော်ကကြည်နာတယ်သူလည်းအရန်ကိုကြိုးစားတဲ့ပိုက်တာအစွမ်းကိုလည်းကြိုးစားတယ်တိုက်ခိုက်ရေးဆိုတာလည်းအနိုင်ဆိုတော့စိတ်ရမှာပဲဘယ်အကစားမဆိုအနိုင်နဲ့အစိုးတော့စိတ်ရမှာပဲကျွန်တော်ပြောသလိုပဲကိုကကံကြမ္မာမပွင့်ရင်ဘာပဲလဲလို့ဘာပဲကံဘယ်လိုမှလည်းမအောင်မြင်နိုင်ဘူးဒါပေမဲ့ညတော့ကနပါတီထိုးရတဲ့ပုံစံကကျွန်တော်တော့ချစ်ကျူးတယ်အရန်ကိုချစ်ကျူးတယ်ပွဲတောင်တနေ့တောင်ဝေးသွားတယ်ဒီလောက်လက်ရည်နဲ့ဆိုရင်တော့ကျွန်တော်ကျဉ်းနှံ့လာပါပြီဒီပွဲမှာနပါတီပဲလို့ချင်းကပါလဲဆိုရင်တော့သူ့ရဲ့ပေါင်စင်စကီးနဲ့သူလောက်တာဆောက်လိုက်ခွာလိုက်ထိုးလိုက်ကန်လိုက်တော်တော်လေးကိုစကီးကောင်းတယ်သူလည်းပညာပါပဲပြောဒီပွဲမှာတော့ဘက်လိုက်တယ်လို့ကျွန်တော်ကကောင်းစင်တိုက်ရှင်တယ်ဘာဖြစ်လဲဆိုရင်နံပါတ်1ထိုးတဲ့စကီးကတော်တော်လေးကိုထိရောက်တယ်ဒါပေမဲ့သူတို့ UNQ ကိုအနိုင်ပေးလိုက်တာကိုဘာအတွဲနဲ့အနိုင်ပေးလိုက်တာလဲအမေတဝန်ချမ်းမျက်နှာနဲ့အနိုင်ပေးလိုက်တာလားဒါလေးကကိုလည်းမသိပါဘူးဘာပဲဖြစ်ဖြစ်ဒီပွဲမှာတော့နံပါတ်1သူကစားသမားဘဝတစ်ဆောက်မှာဘဲဥခွဲခံရတဲ့ဘဝလို့ပြောချင်ပါတယ်နောက်ပွဲမှာဆိုရင်သူ့ရဲ့ပေါင်စင်စကီးကပြန်မြင်ရနိုင်ဖို့အလားအလာများတယ်ကျွန်တော်ရဲ့ YouTube ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်
မြင်ခဲ့မယ်ဆိုရင်ကျွန်တော်ကို follower လေးနှိပ်ထားပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ရဲ့ account Facebook ပေါ်မှာမြင်ခဲ့မယ်ဆိုရင်ကျွန်တော်ကို follower လေးနှိပ်ထားပါ